မင်္ဂလာပါဖေရရှာပလောကနေပြန်လေးကြိုဆိုပါရစေကျွန်မရဲ့ Monday morning ရဲ့တနေ့သားလေးပါအရင်ဦးဆုံးဆိုးကော်ဖီလေးတောက်ပါမယ်မနက်အဲ့ရထားလို့ရှိရင်လေကော်ဖီမတောက်ရလို့ရှိရင်မနေနိုင်တဲ့ဖက်ကပေါ့နော်ဖေကကဲကော်ဖီလေးတစ်ခွက်တောက်ပြီးတော့ပြီဆိုလို့ရှိရင်တအိမ်လုံးမှာစီတဲ့အလုပ်တွေကိုအခုတယောက်တည်းစပြီးတော့မှလုပ်တော့ပါမယ်ကလေးအိတ်နေတယ်ဆိုတော့လေမနက်စောကြီးအခုဖေထားတာက9နာရီခွဲပေါ့နော်9နာရီခွဲကလေးတွေကြောင်းသွားဖို့အတွက်လည်းပြင်ဆင်ပေးရအောင်မယ်ဆိုတော့လေအရင်ဆုံးလေးကော်ဖီအရင်တောက်လိုက်တယ်ပြီးရင်သူတို့ရဲ့ lunch box အတွက်ကိုပြင်ဆင်ပေးမယ်ပြီးသွားပြီဆိုတာနဲ့ကလေးတွေလည်းကြောင်းသွားပြီဆိုတော့လေဖေကဒီမှာချက်ပါဟင်းလေးကိုစပြီးချက်တော့မှာရောစရာတွေပါရင်လည်းဆိုလို့ရှိရင်လေအပိုင်းကမကြိုက်ဘူးပေါ့နော်အစီပြန်လေးပဲကြိုက်တယ်ဆိုလို့အစီပြန်လေးကိုဖေကချက်မယ်အခုဒီ Monday ရဲ့ morning ကတော့ busy day ပေါ့နော်မြို့တီကလည်းဆက်ဆက်လေးကြိုက်တယ်ဆိုလို့မြို့တီကို3စုံမောင်ထည့်လိုက်ပါတယ်ပြီးအချိုမုံဆိုလို့ရှိရင်လည်းအရင်စားတာနော်ကျန်တာပါအချိုမုံမပိုင်ဘူးကဲပြီးဆိုတာနဲ့အဲ့မှာဟင်းအိုးကိုစပြီးလုံတော့ပါမယ်ဒီချက်သွန်လေးကိုနာလေးနဲ့ပြီးမှပေါ့နော်ချက်သွန်လေးညက်သွားတဲ့အထိပေါ့ပြီးဆိုတာနဲ့မဖေးရချက်သားကိုထည့်တော့မယ်ဒါအလော်တော်မုံနဲ့ပဲချက်ထားတယ်ပေါ့နော်အစီပြန်လေးချက်သားလေးနှုတ်တယ်ဆိုတော့လေအကြာကြီးတည့်စရာမလိုဘူးပေါ့နော်တရေဆိုလို့ရှိရင်ရပြီရေရလည်းဖေးမှနည်းနည်းလေးပဲထည့်ထားတာပေါ့နော်ဒီဟင်းလုံးနဲ့လက်လေးနဲ့ပဲအဲ့လိုမျိုးလေးလက်လေးစီးပြီးတော့မှထည့်ထားပါတယ်ကဲဟင်းဦးလေးလည်းတည်ထားပြီးဆိုတော့ပကံစင်လေးမှာနည်းနည်းလေးတန့်စင်လေးလောက်လိုက်မှာပေါ့နော်ပကံပေလေးလည်းတစ်ချက်စီးရမှာဆိုတော့လေစီးရိုက်ဆိုရင်ဟိုဘက်မှာရေခဏလေးစစ်ထားမယ်စစ်ပြီးတော့ပြီးဆိုတာနဲ့ပကံလေးကိုအကုန်လုံးပြင်ပြီးတော့မှမောက်ပြီးတော့မှစီစင်လေးကိုတန့်စင်လုံးမှာပေါ့ပကံတစ်ခါစီးလက်တစ်ခါစီးဆိုတော့လေကျမမှာရေရတော့အရင်ကုန်တယ်ရပြအဲ့ဆိုလို့ပကံလေးတွေကိုမောင်းလိုက်မယ်ရေစစ်တဲ့ဟာလေးဆိုတော့လေပကံလေးတွေကိုအရင်ဆုံးမောင်းလိုက်မယ်